ကဲဒီနေ့ကတော့ချက်ဆုံးလေးတယောက်ကအလိုမကျပုံမာလေးဖြစ်နေလို့ချိုတာလေးလိုက်ကြွေးပါမယ်လောကိစ္စလည်းဆက်သွားအောင်မှဆိုတော့လေလမ်းတင်နဲ့ဒီဒိုနက်လေးဝင်ဝယ်ပြီးတော့တယောက်တစ်ခုစီစားပြီးပြန်မယ်လို့လုပ်ပေးမယ်ကော်ဖီလေးကလည်းတောက်ချင်လာပြန်ရောကော်ဖီကြတော့လေအဲ့ဒိုနက်ဆိုင်မှာရောင်းတဲ့ကော်ဖီကိုမကြိုက်ဘူးအဲ့ဆက်ထဲကနေခလုံးနှိမ့်လိုက်ရင်ထွက်တဲ့ဟာကိုလေမကြိုက်ဘူးအဲ့လိုနှက်ကော်ဖီကိုကြိုက်တာအဲ့ဒါနဲ့အဲ့ဒိုနက်ဆိုင်ညီမလေးကရက်ခွန်းရှိတယ်ရက်ခွန်းကော်ဖီတောက်ပါလားဆိုတော့အေးဟုတ်တယ်ရက်ခွန်းသွားမယ်ဆိုရက်ခွန်းမှာမထိုင်ခင်မှာမီနူးတွေကရွေးရရက်ခွန်းကိုရောက်တော့လေကိုကအဲ့ဒီသူ့ရဲ့လေပါမုံမီခင်ပေါ့နော် toast ကိုအရန်ကြိုက်တာအဲ့ဒါနဲ့စားမယ်ကွာဆိုပြီးတော့ပြန်မှားမယ်ဆိုလို့တော့ကောင်တာမှာထက်ရွေးပါတယ်ရွေးတော့ဘာနဲ့စားရမလဲဆက်လိုက်စားရင်တန်လားဟိုလိုတန်လားဒီလိုတန်လားတန်မဲ့နီးပေါင်းစုံမီနူးပေါင်းစုံရွေးရနောက်ဆုံးကျတော့ရခွန်းကညီမလေးကကော်ဖီနဲ့လက်ဖက်ရည်နဲ့တောက်ပြီးတော့ toast ကိုတော့ကြိုက်တာလေးရွေးပါဆိုပြီးတော့ပြောတော့စားနေကြပါတော့အဲ့လိုမြေပဲနဲ့ထောပတ်နဲ့အဲ့ဟာလေးပဲစားလိုက်ပါတယ်အဲ့ဒါအရန်ကြိုက်တာသိလားစားဘူးသမျှ toast တွေထဲမှာပေါ့နော်အရန်ကြိုက်တဲ့ထဲမှာဒီကရခွန်းကအဲ့ဒီပါမုတ်လေးလေရန်ကိုကြိုက်တာအဲ့ဒီရဲ့ထောပတ်ကမှုေးရလေးရဲ့မြေပဲရဲ့လေစိမ့်ရတာလေးရဲ့ပေါ့နော်အရန်ကြိုက်တာပဲရခွန်းငါဟာကိုလေသူ့ရဲ့ coffee လေးကလည်းတော်တော်လိုက်တယ်တော်တော်ကောင်းပါရဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီချိုရာလေးတစ်ခုပဲစားမယ်ပေါ့နော်တကယ်ကတော့လေလူတွေကလေတရားကဖြတ်တိုင်းလည်းမကောင်းဘူးဆိုတာဟုတ်တယ်နော်တရားတဲ့အချိုရက်ကလေးကလည်းလိုသေးရဲ့အဲ့ဒီချိုရာလေးဝင်မှစိတ်ကပျော်သွားချိုရာလေးဝင်ပြီးသွားလို့ရှိရင်လဲဆက်တာလေးတို့ချင်တာလေးတို့ကလည်းလာသေးရဲ့အမကောင်းမကောင်းတာကြည့်ပါဦးညီမတို့နှစ်ယောက်လုံးရမ်းစားကိုကလည်းအဲ့ဒီ coffee ရောလက်ဖက်ရောအဲ့ဒီရခွန်းကမုတ်တွေကိုကြိုက်တယ်ညီမတို့နှစ်ယောက်ကတော်တော်များများအကြိုက်တူပါတယ်ပေါ့ပါပေါ့နော် coffee date လုပ်မယ်ပေါ့ဒီလိုမျိုး AC စကားပြောမယ်မုတ်လေးပါလေးစားမယ်ဆိုရင်တော့ရခွန်းကဒီမုတ်လေးကို try ကြည့်ပေါ့နော်ပြီးတော့ညီမတို့ကဝယ်လာတဲ့ဒိုနက်လေးကိုထုတ်ပြီးတော့စားပါတယ်ဒါပေမဲ့ရခွန်းမှလည်းမုတ်တွေကစားလိုက်တာဆိုတော့ညီမကတခုပူတာလေးကိုအိမ်ရောပြန်ယူသွားရဲရွေးတာတော့ညီမကကိုကြိုက်တာယူလို့ပြောပေမဲ့ညီမစားကျင်တဲ့နှစ်ခုကိုပဲဝယ်ခဲ့လိုက်တယ်ပေါ့နော်ကိုမုံအရင်ဖောက်စားပါတယ်မုံလေးစားလိုက်ကော်ဖီလေးတောက်လိုက်နဲ့စားချင်တာလေးစားလိုက်ရတဲ့အခါကျတော့စိတ်ကလေးကပျော်ရွှင်သွားပြီပေါ့နော်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Bye bye